ကြည့်လိုက်ပါဦးဒီကားကဘလို့မှဆက်နိုးလို့မရဘူးပြီးတော့ဒီအခြေအနေမှာဂီယာလဲထိုးလို့မရဘူးတကယ်လို့သင်ကဆွဲကြိုးကတိုးထရက်ကိုခေါ်မယ်ဆိုရင်အနည်းဆုံးဒေါ်လာရာကနက်လောက်ကုန်ကြမှာပါတကယ်တော့အဲ့ဒီလိုလုပ်စရာလုံးဝမလိုပါဘူးဒီနေ့မှာတော့ငွေကုန်ကြေးကြမရှိပဲကားကိုကိုယ်တိုင်ဘလို့တိုးရမလဲဆိုတာသင်ပြီးပါမယ်တိအရင်ဆုံးဂီယာပေါက်ရဲ့ဖုံကအဖုံ dust cover ကိုဖွင့်လိုက်ပါအထဲမှာအဝါရောင်အစိပ်ပိုင်းလေးတစ်ခုရှိပါတယ်ကားတော့ကိုယူပြီးအဲ့ဒီအဝါရောင်အဆက်လေးကိုထိုးပြီးဖိပေးလိုက်ပါဒီနည်းလဲနဲ့ဆိုရင်အရေးပေါ်အခြေအနေမှာဂီယာကိုပြောင်းနိုင်ပါတယ်နှစ်ဂီယာကို N neutral မှာထားပါပြီးရင်ကားမောင်းသူဘက်ကတကားကိုဖွင့်ပါထိုင်ခုံခါဘက်စီဘယ်ကိုအဆုံးထိဆွဲထုတ်ပြီးတကားကိုပြန်ပိတ်လိုက်ပါအဲ့ဒီနောက်ခါဘက်ကိုကိုယ့်ပခုံးပေါ်မှာပုံစံအတိုင်းဝတ်လိုက်ပါတော့ဒီနည်းလမ်းကိုတုံးခြင်းအပြင်ကားကိုတုံးတဲ့အခါမှာကိုယ်ခန္ဓာကိုယ်ရဲ့အားအင်တစ်ခုလုံးကိုတုံးနိုင်မှာဖြစ်ပြီးညာဘက်လက်ကတော့ကားဦးဒီယာကိုထိန်းချောင်းဖို့အတွက်တုံးနိုင်ပါတယ်ဒီနည်းလမ်းနဲ့ဆိုရင်မိန်းကလေးငယ်လေးတစ်ယောက်ထဲတောင်ကားကိုလွယ်ကူတုံးနိုင်ပါတယ်ဘယ်လိုလဲကားတော့လားအရန်ရိုးရှင်းနေမို့လားတင်ယူပြီးပြီလားကျွန်တော်ကို follow လုပ်ထားပြီးပါ home page မှာကားနဲ့ပတ်သက်တဲ့ဗဟုသုတပေါင်း1000ကျော်ရှိပါသေးတယ်